passport စာအုပ်ပဲရှိတယ်ကျွန်တော်တို့မှာပါမဲမရှိဘူး overstay သမားတွေအတွက်ဆိုလို့ရှိရင်ကျွန်တော်ကဘာလို့ဒီ merchant trade visa ကအကြောင်းကိုပဲခဏခဏပြောနေတာလဲဒီကလေးကကျွန်တော်တို့အတွက်ဘယ်လောက်အသုံးဝင်လဲဒီကြောင်းလေးကျွန်တော်ဆက်ပြီးတော့မှပြောပြပေးမယ်ကျွန်တော်တို့အပြင်မှာစီးပွားရေးလုပ်တာပဲဖြစ်ဖြစ် online shop စီးပွားရေးလုပ်တာပဲဖြစ်ဖြစ် banking ချိတ်ဆက်တာတွေပဲဖြစ်ဖြစ်ပေါ့နော်ဒီကလေးကတော်တော်လေးမှအသုံးဝင်နေ merchant trade visa ကတ်ကိုတချို့ညီကိုတွေလည်းတိကြတယ်မသိသေးတဲ့ညီကိုတွေအတွက်ကိုဒါအဓိကရည်ရွယ်တယ်ပေါ့နော်ဒီဘလိုကဘာလို့လဲဆိုလို့ရှိရင်ဒီကတ်ကလေးကကျွန်တော်တို့မြန်မာနိုင်ငံ KB တဲ့ကိုထားလိုက်ပတ်ဆက်လွှဲလို့ရတယ် IFB လိုမျိုး banking တွေတုံးလို့ရတဲ့အတွက်ကြောင့်မလို့ကျွန်တော်မြန်မာနိုင်ငံကဘဏ်အကောင့်ရှိရင်လည်းအကောင့်ထဲကိုထားလိုက်အခုလက်ရှိပေါက်ဈေးနဲ့ပေါ့နော် IME ပေါက်ဈေးနဲ့အတူတူငွေလွှဲလို့ရတယ်ဗျာဘယ်လောက်ကွက်လိုက်လဲလက်ရှိသုံးနေတဲ့ဒီ IFB banking တွေတော့အဲ့လိုသုံးလို့မရဘူးဒီကောင်လေးရဲ့ banking တော်တော်လေးမှအဆင်ပြေတယ်နောက်တစ်ခုကျွန်တော်တို့ဘဏ်ကောင်းမရှိရင်လည်းကျွန်တော်တို့ကုန်းနံဘတ်နဲ့ဒါကျွန်တော်ပတ်ဆက်ထုတ်တာမြန်မာနိုင်ငံကိုဒါလိုက်လွှဲလို့ရတယ်ဗျာတော်တော်လေးမှကွက်တယ်ဒီကန်လေးရဲ့အားသာချက်ကကျွန်တော်တို့ drain out ရတယ်ပေါ့နော် drain out ဆိုတာကျွန်တော်တို့ဒီနိုင်ငံမှာကျွန်တော်တို့ banking အချင်းချင်းပေါ့နော် transfer လုပ်တာပြီးရင်ကျွန်တော်တို့ဖုန်းပေထည့်တာကတ်တူကတ်လွှဲတာတွေပေါ့နော်အကုန်လုံးလုပ်လို့ရတယ်ဗျာတော်တော်လေးမှကွက်တယ်ညီကိုတို့ဒါ merchant trade visa ကအကြောင်းမသိသေးဘူးဆိုလို့ရှိရင်ကျွန်တော်တို့ Google မှာရိုက်ပြီးတော့မှမေးလို့ရပါတယ်သို့မဟုတ် ChatGPT မှာမေးကြည့်လို့ရတယ်ပေါ့နော်စိတ်ဝင်စားတဲ့ညီကိုတွေပေါ့နော် comment မှာလာမေးမယ်ဆိုရင်ကျွန်တော်ဒီကတ်နဲ့ပတ်သက်ပြီးတော့မှဘာတွေလုပ်လို့ရသေးလဲဆိုတဲ့နောက်ထပ်နည်းလမ်းတွေကိုထပ်ပြီးတော့မှပြောပြပေးသွားပါမယ်ကြည့်ရှုပေးခဲ့တဲ့သင်ငယ်ချင်းတောင်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်ကတော့ဇင်ကြီးပါနောက်ထပ်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ပါအောင်